ချိန်လဲစားတဲ့မရဲ့မုံညာယုံစားလို့ထားသမျှကုန်ပြိုပြဲစေးသွားအသေးချတဲ့မန်တရားတစ်ခုတော့ရှိမှာပါစင်တာလေးပဲလို့သွားရတဲ့နေရာမှာဒီစိတ်မှာဒီတရားထားအကောင်းနဲ့ဆုံးစင်ခွဲချပြီးမြင်ပါစိတ်ကိုချိန်လဲစားတဲ့မရဲ့မုံညာယုံစားလို့ထားသမျှကုန်ပြိုပြဲစေးသွားအသေးချတဲ့မန်တရားတစ်ခုတော့ရှိမှာပါစင်တာလေးပဲလို့သွားရတဲ့နေရာမှာအသေးစိတ်မှတည်တရားထားကောင်းတဲ့ဆုံးစင်ခွဲချပြီးမြင်ပါကောင်းတဲ့ဆုံးစင်ခွဲချပြီးမြင်ပါGo